Hello အားလုံးပဲမင်္ဂလာပါဟမ်းမိမချီရပါရှင်ဒီနေ့မင်းတို့ကဒီ reason လေးနဲ့ပေါ့နော် make it stand လေးလုပ်မှာဖြစ်ပါရဲ့ရှင်ဒီ make it stand လေးမှာဆိုရင်မင်းတို့ blind box အယုတ်ကလေးနဲ့တွဲပြီးလုပ်မှာဖြစ်ပါရဲ့ရှင်အဲ့ဒါကြောင့်မလို့အယောင်လေးတွေကိုလည်းမင်းတို့ဒီအယုတ်ပေါ်မှာရှိတဲ့အယောင်လေးနဲ့ခက်စင်စင်လေးဖြစ်အောင်ဆိုပြီးတော့မှမင်းတို့ဆက်ထားပါရေပေါ့နော်တူထဲမှာဆိုလို့ရှိရင်တို့ကအပန်း make up ပန်းလေးပေါ့နော်အသားရောင်လေးလို make up ပန်းရောင်လေးလိုနဲ့ပြီးတော့ခရက်နည်းနည်းနဲ့အဖြူနည်းနည်းလေးနဲ့တွဲထားပါရဲ့ရှင်အယောင်လေးတွေဆက်ပြီးဆိုရင်မင်းတို့လိုအပ်တဲ့မိုးခွက်လေးတွေပေါ်မှာမင်းတို့ reason လေးလောက်မှဖြစ်ပါရဲ့ရှင်ဒီချိန်မှာဆိုရင်မင်းတို့ fancy box လေးရယ်ပြီးတော့နှာခမ်းလေးတွေထည့်လို့ရတယ် list ခွက်ကလေးတွေရယ်နောက်ပြီးတော့ဒီပန်းလေးတွေပေါ့နော်တူပင်မှာအလားစင်မိုးပန်းလေးတွေတို့လိပ်ပြလေးတွေပေါ့နော်ကလုတ်ကလေးတွေအဲ့ဒါလေးတွေအကုန်လုံးမင်းတို့မိုးလေးလောက်မှဖြစ်ပါရဲ့ရှင်သူကပေါ့နော်လောက်ရတာကတော့သူကကြီးတယ်ဆိုတော့မင်းတို့က reason ကိုတော့များလေးကုန်ပါလေဒါပေမဲ့လောက်ရတာတော့မခက်ပါဘူးပေါ့နော်မိုးလေးတွေ၆သွားပြီဆိုလို့ရှိရင်မင်းတို့မိုးလေးတွေခွာလို့ရပါပြီရှင်မိုးခွာတဲ့နေရာကတော့တကယ် reason ထဲမှာအတိကကြဆုံးလေးရပါတော့မိုးခွာလိုက်ရလို့ရှိရင်တော့တကယ်စိတ်ကိုလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါဖြစ်သွားတယ်ပေါ့နော် reason လောက်တာ error ဖြစ်လားဆိုတာဒီနေရာမှာလည်းအတိကဖြစ်တဲ့အတွက်မိုးခွာတဲ့နေရာမှာတော့လူတိုင်းကြိုက်တယ်လို့မင်းထင်ပါတယ်ရှင်မိုးလေးခွာပြီးသွားပြီဆိုရှင်မင်းတို့လိုချင်တဲ့ဒီရဲ့ပန်းလေးတွေတိုပင်လေးတွေပေါ့နော်ဒါတိုပင်လေးလို့ပြောမှာပေါ့နော်မင်းတို့လိုချင်တဲ့တိုပင်လေးတွေထွက်လာပြီးပေါ့နော်အဲ့ဒါပြီးလို့ရှိရင်အတိကမင်းတို့ဒီရဲ့အကြီးပေါ့နော်အကြီးကတော့ error ဖြစ်လို့ရှိရင်တော့စိတ်အနာဆုံးနဲ့မှပါပါတယ်သူက reason ကိုတော်တော်ကုန်တာဖြစ်တဲ့အတွက်အဲ့ဒါကြောင့်လို့မင်းတို့ကြည့်မယ်နော်ဒါကတော့မင်းညှက်လိုက်တဲ့ထဲမှာတော့အဆင်ပြေလို့ပြောရမှာအမှန်တကယ်ကတော့အဲ့ဒါတစ်ခုဖြစ်သွားပြီးတော့အတစ်တစ်ခုပြန်လုပ်ထားတာဖြစ်ပါရဲ့ရှင်အဲ့ဒါတကယ်လို့သူရဲ့ခွက်ကလေးတွေအဆင်ပြေသွားပြီဆိုရင်ဒီရဲ့လင်ပန်းလေးကိုလုပ်မှာဖြစ်ပါရဲ့ရှင်ဒါသူရဲ့အောက်ခြေပြားလေးပန်းလေးပေါ့နော်၆သွားပြီဆိုလို့ရှိရင်မင်းတို့ရဲ့ဒီပန်းလေးတွေတစ်ခုချင်းစီကိုမင်းတို့လိုက်ကတ်မှာဖြစ်ပါရဲ့ရှင်ပန်းလေးတွေကိုကိုစိတ်ကြိုက်နေရလေးတွေလိုက်စီမယ်ပြီးလို့ရှိရင်ဒီရဲ့အပူကိုကန်လေးနဲ့လိုက်ကတ်ပါရဲ့ရှင်ဒီနေရာမှာတော့မေးရ phone stand လေးထောင်လို့ရအောင်လို့ဆိုပြီးတော့ phone stand အတွက်နေရာလေးတစ်ခုချန်ထားပေးပါရဲ့ရှင်ဒါလေးကတော့ make up လေးပြင်တဲ့ချိန်မှာဖုန်းလေးနဲ့ထောင်လို့ရတဲ့ stand လေးဖြစ်သွားပါရဲ့ရှင်မင်းတို့ပန်းလေးတွေကိုစိတ်ကြိုက်လိုက်ကပ်ပြီးသွားပြီဆိုလို့ရှိရင်နောက်ဆုံးတစ်ထပ်အနေနဲ့ reason အကြီးလေးတစ်ထပ်ကိုလောင်းလိုက်ပါရင်ရှင်၆ထားပြီဆိုလို့ရှိရင်အောက်ကမုတ်ခွက်လေးကိုခွာလိုက်ရုံနဲ့မင်းတို့ကအရန်ကိုလာတယ် make up stand လေးရတာပါပြီရှင်ဒါလေးလက်ဆောင်ပေးတာပဲဖြစ်ဖြစ်ကိုယ်တိုင်တုံးတာပဲဖြစ်ဖြစ်အရန်ကိုလာတာနော်ဒါလိုမျိုးလေးတွေကိုယ်တိုင်ထွေးချင်လို့ရှိရင်မင်းတို့ဆိုင်မှာကုန်ချမ်းလေးတွေအစုံဝယ်လို့ရပါရဲ့ရှင် error ဖြစ်တော့ကလည်းပြောမယ်ဆိုရင်တော့အဲ့ခွက်ကလေးတွေကလွယ်လို့ကျန်တဲ့နေရာတွေကတော့ error ဖြစ်တော့ရခိုင်တော့အရန်သေးပါတယ်နော်အဲ့ဒါကြောင့်မလို့ရေးနဲ့ထွိုင်းကြည့်လိုက်ပါဦးနော်ကျေးဇူးတင်ပါတယ်ရှင် bye bye